ဆိုဖီယာလက်ထဲကမေဘုံဟောင်းလေးဟာဒီအန်ဒီယများတဲ့ခရီးစဉ်ရဲ့အစာပြိုးခြင်းပါပဲတငယ်ချင်းလေးယောက်စိတ်တူကိုယ်တူနဲ့မတိမမြင်ဘူးတဲ့တောနက်ကြီးတဲ့ကိုရဲရဲဝံ့ဝံ့ချဲချခဲ့ကြပါပြီလမ်းပြောင်းနေပြီမဲ့ဘင်ကတော့မေဘုံကိုကြည့်ပြီးအကောင်းဆုံးလမ်းကြောင်းကိုရှာဖွေနေပါတယ်တတိထားကျွန်တော်ခြေလန်းတလန်းမှားတာနဲ့အသက်အန္တရာယ်ရှိနိုင်တဲ့ခရီးချမ်းကြီးပါညဘက်ရောက်တော့မီးပုံဘေးမှာအနားယူရင်မနှက်ပြန်ခရီးဆက်ဖို့အတွက်တိုင်ပင်ဆွေးနွေးရကြတယ်ဟောတွေ့ပါပြီကြောက်တုံးဘော်ကရှေးဟောင်းအမတ်အသားတွေကရတနာရှိရာကိုညွှန်ပြနေပါပြီမာယာကတော့အခက်ခဲတွေကိုအပြုံးမပြတ်ပဲရှေ့ဆုံးကနေရဲရဲဝံ့ဝံ့နဲ့ဆက်ကြောနေပါတယ်နှွေပင်တွေကိုခုတ်ထွက်လိုက်တဲ့အခါမှာလျိုးခွာစမ်းကျဲတဲ့ဂူပေါက်ကြီးကိုစတင်တွေ့ရှိလိုက်ပါပြီအမှောင်တို့လွှမ်းမိုးနေတဲ့ဂူကြီးတွေကိုသူတို့တတိထားပြီးတဖြည်းလေးတိုးဝင်ထွက်ကြတယ်ယုံနိုင်စရာမရှိတော့ပါဘူးနှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ရွှဲရတနာသေးတာကြီးကိုသူတို့တွေ့လိုက်ရပါပြီသူတို့၄ယောက်သာရတနာသေးတာကိုပျော်ရွှင်စွာနဲ့အတူတူလက်လန်းယူလိုက်တဲ့အချိန်မှာဟာဒုက္ခပါပဲဂူကြီးပြိုကျလာပြီအမြန်ဆုံးပြေးမရတော့မယ်ပြေးကြဟဲ့ပြေးကြဟူးတီးလေးပါပဲအန်ဒီရဲ့ကြားကနေအလင်းရောင်ရှိရာအပြင်ဘက်ကိုခုံထွက်လွတ်မြောက်ခဲ့ပါပြီအခုချိန်ဟာပင်ပန်းခဲ့ရတဲ့ညအမောဒီပြေးပါပြီရတနာသေးတာကိုပိုင်ဆိုင်လိုက်ရတဲ့အတွက်ပျော်ရွှင်နေတဲ့အချိန်လေးပေါ့ကဲအိမ်ပြန်ချင်းရောက်ပါပြီလှေကလေးစီးပြီးအောင်မြင်စွာနဲ့ဒီခီးစဉ်ကိုအဆုံးသတ်လိုက်ပြီးပြန်သွားကြပါတော့နဲ့